ဒါလေးကတော့ပင်တရားဘက်ကိုအလဲသွားတဲ့အခါဝင်ရောက်ကြည့်ရှုဖြစ်ခဲ့တဲ့ဒေတာထွက်စက်ကူလုပ်ငန်းနဲ့ထီးလုပ်ငန်းလေးတွေဖြစ်ပါတယ်ဘိုးတော့မှစိန်ရနော်လျှော်လိုက်မှာဟောလျှော်လိုက်မှာဖြောလိုက်တာပေါ့နော်အခုလိုမျိုးစက်ကူပန်းလေးတွေရဲ့ရှော့ပင်ကနေပြီးတော့ထွက်လာတဲ့အခောက်ကိုကျင်းတဲ့လောက်အောင်လို့ထုထောင်းပြီးတဲ့အခါမှာအမုံအမွားလေးတွေဒီမျိုးရှော့မုံလေးတွေဖြစ်တာကိုဒီပန်းထဲမှာထည့်ပြီးတော့ဖြန့်ကျက်တယ်စက်ကူပန်းလေးတွေကိုဒီဇိုင်းဖော်ပြီးတော့သူတို့လုံလောက်တဲ့အထူရရဲ့ဒီပန်းလေးကိုမတင်လိုက်ပါတယ်ပြီးတော့နေရောင်အောက်မှာ2နာရီလောက်လှမ်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမီဘုံလေးတွေမှာတုံးတဲ့စက်ကူမျိုးတချို့လဲစာရည်လေးတွေလုပ်တဲ့ဒီလိုမျိုးစက်ကူလေးကိုရရှိတာဖြစ်ပါတယ်အဲ့ဒီစက်ကူပဲထီးထဲမှာပြန်ပြီးတော့ပန်းမွင့်လေးတွေနဲ့လည်းရတယ်လို့ဒီလိုမျိုးအောက်ခံထီးရဲ့ foundation ထဲမှာလည်းထည့်သွင်းလို့ရတယ်ပြီးရင်တော့သူတို့ပေါ်နေပြီးတော့ဒီရိုးရပသိမ်ထီးလို့ဒီဇိုင်းမျိုးအနီရောင်တုပ်ဆေးနဲ့သူတို့ပြန်နေပြီးတော့ဒီဇိုင်းထွင်တဲ့အခါတည်တက်လှပါတဲ့ပင်တရားထွက်ထီးရောင်စုံထီးလေးတွေရရှိမှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘုလိုဒေတာထွက်ဒေတာကုန်ပစ္စည်းလေးတွေလူနေမှုဘဝလေးတွေကိုကြည့်ရတာစိတ်ပါဝင်စားတယ်ဆိုရင်ကျွန်တော်ဒီ Grand Season Travel လေးကို like and follow လေးလုပ်ပေးပါလို့ thank you ပါ